မျောငေးဆက်လေးစိတ်ဝိညာဉ်ကိုစက်ကူထဲထည့်ပြီးစာပုတ်ခိုလေးချိုးနေတယ်မင်းစီအရောက်ပြန်တန်းသွားငါအကြောင်းသတင်းစကားတွေပါဘူးကွယ်မိုးပေါ်ပြစ်တင်လိုက်တဲ့ဆယ်ပြားစီလေးကိုမော်ငေးခေါင်းပတ်မြောက်နေရသောနေ့တွေထဲကျွဲတစ်ဖက်နွားတစ်ဖက်အိမ်မက်များတဲကျိုးပြက်နေရပါတယ်အမှုပညာမရှိဉာဏ်ပညာမရှိချစ်ချင်းမေတ္တာအတိပေါ့ဘဝမှာဘာဆိုဘာမှမရရှိမပိုင်ဆိုင်ခဲ့ဘူးသူပါကွာဒါဟာလူဘဝကိုတရွေ့ရွေ့တိုက်စားခံနေရတာဒါဟာလူအဖြစ်ရဲ့ရှောင်ကွင်းလို့မရတဲ့လမ်းမှာချစ်မြတ်တာမှာစင်စီးပြီးမြင်းရန်ရနိုင်တာကိုသိပါတယ်စင်နှင်းပြီးမြင်းကန်ခံရနိုင်တာလဲသိတာပေါ့အေးကွယ်ချစ်မြတ်တာမှာသားရွှေအိုးထမ်းလာကိန်းသာစိုက်လို့ရဲ့သူငယ်တန်းကလေးတယောက်ကလက်ရေးလာစာအုပ်လေးကိုတယူတရထားပေမဲ့စုပ်ပြဲသွားခဲ့ရတယ်လို့ပါပဲငါမင်းအပေါ်မကောင်းနိုင်ခဲ့တာရှိရင်ငါမင်းကိုရင်းရင်တီးတီးချစ်လိုက်ခဲ့မိရင်အဲ့ဒါဟာမတော်တဆမှုတစ်ခုသာဖြစ်ပေလိမ့်ငါမင်းကိုရိုးရိုးကြိုးကြိုးမျက်နှိုးနေမိပါပေါ့ရှင်းချက်သူစာသင်ကျောင်းအိုလေးဟာစာအန်တန်တွေကိုတယူတရပုတ်သက်သူ့အသက်ကိုဆွဲဆန့်နေတယ်လို့မျိုးလေးငါဥယျာဉ်မှာသာမင်းလာပွင့်မယ်ဆိုအခြားတစ်ပါးသောဇလက်စီစဝါတွေကမင်းကိုဥညွတ်ဂုံပြုကြပေလိမ့်မယ်မျောနေတယ်ဖခင်လိုချစ်စိတ်တဝက်ကျန်တာကလင်းလိုသားလိုအဲ့ဒီလိုပြောရင်ငါများလွန်ရကြမလားလာပါကွယ်မိခင်လိုချစ်စိတ်တဝက်ကျန်တာကဇနီးလိုမယားလိုအဲ့ဒီလိုတောင်းဆိုရင်ငါပဲလွန်ရကြသွားအောင်မလားနေနေကွယ်ထရံပေါက်ကနေတဖွဲဖွဲခုန်ချလာတဲ့နေအောင်ကြီးလိုမင်းဘဝထဲဝင်ရောက်ရွာကြခြင်းနဲ့လာပါမယ်ရိုးပြတ်ထဲကနေစပားပင်တွေထစိမ့်လန်းသလိုမင်းရင်ခွင်ပေါ်ငါရှင်သန်ပေါက်ရောက်ချင်ပါတယ်ပွဲလန်းတပင်ရှိမှမဟုတ်ပါဘူးချစ်တတ်သူတွေရဲ့နှလုံးသားဟာကြာရနေရမှာကခုံမြူးတူတတ်တယ်ကွငါစိတ်ဝိညာဉ်ကိုကြိုက်ချီပြန်တန်းလာတဲ့စာပုတ်ခုကလေးမင်းပြတင်းပေးကိုရောက်ပြီလားငါမျောငေးနေမိစေကိုရှာ